ဟုတ်ကဲ့တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းသောမေတော်ဆိုရက်စိတ်ကူးဖြစ်ပေါ်လာပုံလေးကိုလည်းပြောပြပေးပါဦး ဒီတဘာဝကိုထိန်းသိမ်းသောမေတော်ကိုဒီအရာကဘာလဲဆိုတော့နော်ဘုရားမင်းကြီးပါပါဖရန်စစ်စာချွန်တော်လာရတူစီကိုဖတ်တဲ့အခါမှာတော်တော်လေးစိတ်ဝင်စားတယ်ပြီးတော့ဒီတဘာဝရဲ့အတန်ဒီဖယားရဲ့အတန်အဲ့လိုမျိုးလဲယူဆလို့ရတယ်ပြီးတော့ကဘာကြီးကိုကြည့်လိုက်မယ်ဆိုရင်လူတွေဒုက္ခအရောက်ဆုံးကဒီတဘာဝရဲ့ဗိဓာန်ကြောင့်ပဲဖြစ်တယ်အဲ့ဒါကြောင့်ဒီတဘာဝကိုထိန်းသိမ်းတော်မယ်တော့ဆိုပြီးတော့မဲတဲ့နေရာမှာဒီလူတွေကလည်းဒီအရာတွေကိုအာယုံဆိုင်နေကြပြီးပြီးတော့ဒီဆက်လက်ပြီးခမဒီယာတိဥဒတွေမြတ်တာဖို့ရန်ဖယားကနေပြီးတော့ဖယားမေတော်ကနေအဲ့ဒီကိစ္စတွေကိုစူတောင်းပြီးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတော်မေတော်ဆိုပြီးတော့ဟဲ့တယ်ပြီးတော့အဲ့ဒီဟာကူနာမည်ပြတဲ့ခါမှာလီတနီထဲမှာရှိတဲ့ Holy Mother of God ဆိုတဲ့အရာကိုအမွန်တင်တယ်ပြီးတော့တဘာဝတရားကကြီးကနော်ညတာလာမယ်ကောင်းမွန်လာမယ်ဆိုရင်ဒီမေတော်ရဲ့ကိုငီဆောက်ရှောက်မှုကြောင့်ယုံကြည်သူများလည်းပဲနော်ဆက်လက်ပြီးခါမှဒီတဘာဝကိုပတ်ဝန်းကျင်ကိုကြည့်ပြီးဖယားသခင်ကိုချီးမွမ်းနိုင်ဖို့ရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီမေတော်ကိုနာမည်ကိုမေတော်ကိုရဲ့နာမည်ကိုတဘာဝကိုထိန်းသိမ်းသောမေတော်ကိုဖြစ်နာမည်ဖဲ့ကိုချင်းဖြစ်တယ်